Roblox page မှာ social game မရှိလို့စိတ်မပူပါနဲ့ဒီနေ့ကျွန်တော် Grow Garden နဲ့ Steel Brain တို့နဲ့မတူတဲ့ game လေးခုတင်ပြပေးတော့မှာဖြစ်ပါတယ် channel လေးကတက်လင်းဖို့လို့ like and subscribe လုပ်ပေးကြပါကျွန်တော်ဘယ်လို video ကြည့်ချင်လဲပြောခဲ့ပေးလို့ရပါတယ် comment လေး let's get into it Predator တွေစောင့်နေကြ Brookhaven တို့လို roleplay game နဲ့မတူတဲ့ roleplay game လေးပါဒီ game ကဂျပန်မြို့ကြီးမှာ roleplay ရတာဖြစ်ပါတယ်ဒီ game ထဲမှာရဲတို့ယာကူဇာတို့ influencer တို့အတွက် role လေးသက်သက်ရှိပါတယ်ဖုန်းကနေလည်း roleplay scenario တွေကို join လို့ရပါတယ်ကားတွေကိုလည်း AFKB money fund ပြီးတော့ဝယ်စီးလို့ရပါတယ်အရင်ကဒီ game ကို robot 25ချက်ပေးပြီးဝယ်ကြပါတယ်ဗျာဒါပေမဲ့အခုတော့ free ဆော့လို့ရပါပြီထူးခြားတဲ့တစ်ချက်ကဒီ game ရဲ့ install system လေးပါဗျာ Bloxburg လိုမျိုးအိမ်ကိုစိတ်ကြိုက် customize လုပ်ရပါတယ်ဒီ game ထဲမှာဒီ feature လေးနဲ့ဒီ game ကတော်တော်လမ်းနေပါပြီဗျာဒီ game ထဲမှာတိုက်ခန်းတွေငှားပြီးတော့တိုက်ခန်းတွေကိုကြိုက်တယ်လို့ customize လုပ်ရပါတယ် graphic ကလည်းလမ်းစရာပါတူတူ roleplay ချင်းကျွန်တော်တို့ Discord server ထဲ join လို့ရပါတယ်ကျွန်တော်တို့ event လေးလည်းလုပ်ပေးပါတယ် Discord server ထဲမှာ join ချင်ကျွန်တော်ရဲ့ description ထဲမှာဝင်ပြီး join လို့ရပါတယ်ဒီ game က roleplay game နောက်တစ်ခုဖြစ်ပါတယ်ဒီ game ကရဲနဲ့တခိုး style ပေါ်ရောက်ပါတယ်ဗျာဒီ game ထဲမှာရဲလို့ရင်ရဲ system ကအပြင်ကရဲ system နဲ့တူပါတယ် walkie talkie radio တွေနဲ့အလုပ်လုပ်ကြတာပါတခိုးလုံးမယ်ဆိုဗန်ဖောက်လို့ရပါတယ်တနက်ပြလို့ရပါတယ်ဒီ game ဆော့မယ်ဆိုစမ်းကြည့်ပါမက်ကလည်းကျဲပါတယ်ဗျာရင်းကတော့ဒီ game ကို robot နဲ့ဝယ်ကြပါတယ်ဒါပေမဲ့အခုတော့ free ဆော့လို့ရပါတယ်နိုင်ငံခြား YouTuber တွေအများစုကဒီ game ကို server လိုက်ဆော့ကြတာဖြစ်ပါတယ်သူတို့ server ထဲမှာ roleplay server ဆိုပြီးတက်ထားရပြီးတော့လူတွေအများကြီးနဲ့ roleplay ကြတာဖြစ်ပါတယ်ဒီ game ကတော့ first person shooter ဖြစ်ပါတယ်အဖွဲ့၄ယောက်စုပြီးဗန်ဖောက်ကြတဲ့ပုံစံမျိုးဖြစ်ပါတယ် high slow ကတော့ပေါ့ဗျာတနည်းနဲ့ပြောရရင် loadout တွေကိုလည်းဝယ်ပြီး customize လုပ်ရပါတယ်ဒီ game လေးက 4 player မို့တငယ်ချင်းတွေနဲ့ဆော့ရရင်ပိုပြီးပြောဖို့ကောင်းပါတယ်ဗျာစမ်းကြည့်တင်ပါတယ်စစ်တပ်ကကြိုက်တဲ့ညီလေးတို့အတွက်ဒီ game လေးတင်ဆက်ပေးလိုက်ပါတယ်ဒီ game က World War II ခေတ်ကိုအခြေခံထားပြီးစစ်တပ်ကတဲ့ game လေးဖြစ်ပါတယ် realistic စံတိုက်ကြတာဖြစ်ပါတယ် camera movement တွေကစ realistic စံပါတယ်ဗျာဒီ game က conquest လို့အတင်းစခန်းလို့ရတဲ့ game ဖြစ်ပါတယ်တနက်တွေကို in game ပတ်စံနဲ့ဝယ်လို့ရပါတယ် customize လုပ်လည်းရပါတယ်တနက်တွေက World War II အခြေခံထားတာဖြစ်တဲ့အတွက် World War II တနက်ကြိုက်တဲ့သူတွေအတွက်ဒီ game လေးစော့တင်ပါတယ်ဗျာဒီ game လဲ FPS shooter game ပါဘာကတော့လဲဆိုတော့ game ဆိုင်က cartoon နဲ့ဆန်ပြီးစော့ရတဲ့ movement တွေကမြန်ပါတယ်တနက်တွေကိုလည်း in game coin နဲ့ဝယ်ကြပါတယ်ဗျာ movement speed မြန်နဲ့တနက် system ကောင်းကြိုက်တဲ့သူတွေစော့တဲ့ game လေးဖြစ်ပါတယ်ဒီ game လေးကတော့ testing phase ပဲရှိသေးပါတယ်ဗျာဒါပေမဲ့ testing phase အတွင်း average ကိုလူ300ကျော်စော့နေပါတယ်ဒီ game ကအနီနဲ့အပြားအသင်းစစ်တိုက်ကတာဖြစ်ပါတယ်ဘာလို့ဒီလို game တင်ဆက်လဲဆိုတော့သူ movement system နဲ့တနက် system ကတော်တော်ကို realistic ဆန်လုံးပါတယ်ဗျာ realistic system စော့ချင်နေတဲ့သူတွေစော့ကြည့်လို့ရပါတယ်တခြား game တွေနဲ့မတူပါဘူးဒီ game ကတနက် loadout တွေလည်းအကုန်သုံးလို့ရပါတယ် testing phase မို့လို့ loadout တွေကို free စမ်းကြည့်လို့ရပါတယ်ဒီ game လေးကိုတော့လူတိုင်းစော့တင်နေထင်ပါတယ်ဒီ game က Overwatch လို game မျိုးဖြစ်ပါတယ်ဗျာအတင်းတိုက်ကြတာဖြစ်ပါတယ် character တွေအများကြီးရွေးပြီးတက်လို့ရပါတယ်တမျိုးတည်းမဟုတ်ပဲတနက်ဆိုတနက်ဓာတ်ဆိုဓာတ်အဲ့လိုပုံစံမျိုးပေါ့ဗျာ movement ကလည်းပေါ့ပါဖြစ်တဲ့အတွက် fast pace game တွေကြိုက်တဲ့ brother တွေဆိုစမ်းကြည့်လို့ရပါတယ်ဒီ game ကိုစော့ရင်ကျွန်တော်ထမင်းစားဖို့တော့တစ်ခါတလေမေ့ပါတယ်ဗျာ character 15မျိုးရှိတဲ့အတွက်ကြိုက်တဲ့တော့ပြောင်းကြပြီးစော့ကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျာနောက်နေ့ကျွန်တော်ဗာဗီဒီယိုကြီးကြည့်ချင်လဲဆိုတော့ comment နဲ့ဝင်မှတ်ပေးလို့ရပါတယ်ကျွန်
Discord server တွေ join မိလို့ရပါတယ် Peace out